ပလာတာဝန်တွေကိုထမ်းဆောင်နေတဲ့မျိုးနွယ်တို့နင်ဟာမျိုးရိုးကိုမောက်တယ်စကားပြောလေတော်တော်မောက်မှရိုင်းစိမ့်လာတာပဲ တန်ရမှန်းမှာမဟုတ်ကြမယ်ဘယ်နဲ့တော်ဝင်သွေးနဲ့မှရောကျင်ရတယ်လို့ရှင်သားကိုရှင်လိုပဲနက်ကြော်လုတ်ခိုင်းပေါ့ မင်းတို့အဖေယုံကြည်ရောတဲ့နတ်လောကနဲ့လုံးဝမပတ်သက်ဘူးနင်နည်းနည်းလေးမလို့အချက်မရှိတော့ဘူးလား ငယ်စဉ်ခါမမြင်နိုင်တဲ့အဖြူရောင်နှလုံးသားလေးများကြိုးချင်းချီနှောင်နေစလာရဲ့အချနာရဲ့ရင်မချာနာထားတဲ့မီယိုလာရဲ့ဝင်းကဘာလို့ချိုးခွေရဲ့ကောက်မမြင်သာအောင်မျက်စိခွဲမောက်လောကလည်းများရဲ့ထမဲအစင်လာကိုဦးထိပ်ပန်းလျှောက်မတူညီတဲ့ဘဝထိပ်ပဲနောက်အလုံးလိုက်လို့မောနေစေတနေ့တော့ငြိမ်ချမ်းမယ်ထင်တယ် ဘယ်တော့ဆောင်နေမှာမ